လုံခြုံရေးဝန်ထမ်းတယောက်ကပို့ဆောင်ရေးမိန်းကလေးကိုတားလိုက်ပြီးဓာတ်လေကမတုံးရပါဘူးလှေကားနဲ့ပဲတက်ပါလို့ပြောလိုက်ပါတယ်ဒါကြောင့်မိန်းကလေးကဖုန်းခေါ်လိုက်ပါတယ်ဟဲလိုအစားအစာရောက်ပါပြီဒါပေမဲ့လုံခြုံရေးကအတွင်းဝင်ခွင့်မပေးပါဘူးကိုယ်တိုင်ဆင်းလာယူပေးလို့ရမလားလို့ပြောပါတယ်ဒါပေမဲ့အဲ့ဒီယောက်ျားကငါ့ကိုဆင်းလာယူခိုင်းတာလားမင်းမှာခြေထောက်ရှည်ရှည်တွေဘာလို့ဖို့ရှိလဲလို့ပြန်ပြောပါတယ်မိန်းကလေးကနူးညံ့စွာဒါပေမဲ့ရှင်ကအထက်25မှာနေလို့ပါလို့ပြောပါတယ်ဒါပေမဲ့အဲ့ဒီယောက်ျားကအလကားစကားတွေမပြောနဲ့9မိနစ်ပေးမယ်မပို့နိုင်ရင်မကောင်းတဲ့သုံးသက်ချက်ပေးမယ်တိုင်ကြားလဲလုပ်မယ်လို့ချင်းချောက်လိုက်ပါတယ်မိန်းကလေးရဲ့မျက်လုံးနဲ့မျက်ရည်တွေပြည့်လာပေမဲ့ဒီအလုပ်လိုအပ်လို့ကိုယ်တိုင်အားပေးပြီးခေါင်းညှိလိုက်ပါတယ်အဲ့ဒီအချိန်မှာအနီးနားရှိအမျိုးသမီးတစ်ယောက်ကအရာအလုံးကိုကြားမြင်လိုက်ပါတယ်သူမကနူးညံ့စွာငါကပဲမင်းစားပို့ပေးမယ်ငါလည်းအထက်25ကိုသွားမလို့ပဲလို့ပြောပါတယ်မိန်းကလေးကသူမကိုလက်သမီးတွေ့တယ်လို့ကြည့်ပြီးအရန်ကျေးဇူးတင်ပါတယ်လို့ပြောပါတယ်ဒါပေမဲ့သူမမသိသေးတာကအဲ့ဒီအမျိုးသမီးကကုမ္ပဏီရဲ့တထေးမကြီးဖြစ်နေတာပါမိနစ်အနည်းငယ်ကြာမှအဲ့ဒီယောက်ျားကတထေးမကြီးရဲ့ရုံးခန်းထဲဝင်လာပြီးတထေးမကြီးကတင်းငိမ်စွာမင်းရဲ့အစားအစာပို့တာနောက်ကျသလားလို့မေးလိုက်ပါတယ်အဲ့ဒီယောက်ျားကအံ့ဩသွားပြီးတထေးပါလို့ကျွန်တော်အစားအစာကတထေးစီမှာရောက်နေတာလဲလို့ပြောပါတယ်တထေးမကြီးကအတန်တင်းမှလာပြီးအစားအစာကိုပြီးအောင်စားပြီးလောကိုသွားပြီးအလုတ်ထွက်စာတင်လိုက်လို့ပြောပါတယ်အဲ့ဒီယောက်ျားကအံ့အားသင့်ပြီးစိတ်ပူစွာတထေးကျွန်တော်ဘာမှလို့လဲနှစ်တွေကြာအောင်ကုမ္ပဏီအတွက်လှုပ်လာတာကိုဒီလိုပဲအလုပ်ထုတ်လို့မရပါဘူးလို့ပြောပါတယ်။တထေးမကြီးကကောင်းပြီးပထမထပ်ကနေအထက်25အထိ9မိနစ်အတွင်းပြည့်တက်နိုင်ရင်ဆက်လုပ်ခွင့်ပေးမယ်။မရရင်ဟောက်ကိုသွားပြီးထွက်ပါ။ငါအချိန်မဖြုံးနဲ့လို့ပြန်ပြောပါတယ်။အဲ့ဒီယောက်ျားကဖြစ်ပျက်တာတွေကိုနားလည်သွားပြီးအနံ့ဆိုးတဲ့ပို့ဆောင်ရေးမိန်းကလေးတစ်ယောက်အတွက်ဒီလောက်လုပ်ဖို့တန်လားလို့မေးလိုက်ပါတယ်။အဲ့ဒီအချိန်မှာတထေးမကြီးရဲ့မျက်လုံးနဲ့ဒေါသနဲ့စိတ်ပြတ်မှုပေါ်လာပြီးမင်းကသူမကိုအနံ့ဆိုးတယ်လို့ထင်ပြီးမပို့စေချင်တာ။ငါမျက်စိထဲမှာတော့မင်းကတာမန်ဌာနမှုတစ်ယောက်ပဲ။ပို့ဆောင်ရေးမိန်းကလေးတောင်မတန်ဘူးနားလေလားအလောက်ကင်တွေမှာမြင့်မြတ်မှုနှိမ့်ချမှုမရှိဘူးလူသဘောထားကပဲအရေးကြီးတာအစားအစာယူပြီးငါကုမ္ပဏီကနေထွက်သွားပါလို့ပြောလိုက်ပါတယ်ဒီလိုလုပ်ခဲ့တာတထေးမကြီးကမှန်ကန်ခဲ့ပါသလားဆိုတာကိုစဉ်းစားစရာဖြစ်နေပါတယ်